ကဲကျမတော့ဒီနေ့ချိုးပြီးတော့ skin လေးခဲနဲ့ TikTok မှာတွေ့လိုက်တဲ့ video လေးတစ်ပုဒ်အကြောင်းပြောချင်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ experience လေးကိုလည်းပြန်ပြီး share လုပ်ချင်ပါတယ်ကျမကဒီနေ့ TikTok မှာ video လေးတစ်ပုဒ်ကိုတွေ့လိုက်တယ်လုပ်ငန်းရှင်ပေါ့အဲဒီ cosmetic ဆိုင်ပိုင်ရှင်အမတယောက်ပြောထားတဲ့ video လေးပေါ့နော်သူကသူ့ဝန်ထမ်းတွေကိုအလုပ်ချိန်မှာဖုန်းသုံးခွင့်မပေးတော့ဘူးဖုန်းမကင်ရဘူးဆိုတော့စီကန်းချက်လေးထုတ်လိုက်တယ်ဆိုတဲ့အကြောင်းလေးပြောပါပေါ့ဘာကြောင့်လဲဆိုတော့တဲ့အရင်ကတော့အလုပ်ချိန် duty ချိန်မှာကိုပိုင်ဖုန်းကင်ခွင့်ဖုန်းသုံးခွင့်ပေးထားရဲအဲ့မှာဘာဖြစ်လာလဲဆိုတော့ကောင်မလေးတွေကအဲဒီဝန်ထမ်းကောင်မလေးတွေကပေါ့နော်ဖုန်းသုံးတဲ့အပြင်သူတို့ရဲ့ personal ကိစ္စတွေကြောင့်အလုပ်ထဲမှာစီမံကံမဲ့တွေဖြစ်လာတယ် customer လာနေတော့ဂရုမစိုက်တော့ပဲနဲ့သူတို့ရဲ့ relationship တွေကြောင့်ရန်ဖြစ်စကားများပြီးကိုလို့ရမဲ့တာဝန်တွေလင့်ဟင်းလာရပေါ့တခါလဲမဟုတ်နှစ်ခါလဲမဟုတ်ပြီးတော့တယောက်ကရှေ့ရအလိုတွေလို့တော့နောက်ထပ်လာတဲ့ဝန်ထမ်းလေးတွေကလည်းပို့ဆိုးတာပေါ့နော်အဲ့လိုတွေကြောင့်ဆိုင်ရှင်ကဂျူတီချိန်ဝင်တာနဲ့ဖုန်းကိုသူတိန်းတယ်ပေါ့ဂျူတီချိန်ပြီးမှဖုန်းပြန်ပေးရဲအဲ့လိုလေးလုပ်လိုက်တယ်ပေါ့နော်အဲ့လိုစီကန်းလေးထုတ်လိုက်တယ်ဆိုတော့နောက်ထပ်သူကပြောရရဲ့အခုခေတ်ကလေးတွေရဲ့ relationship တွေကိုလည်းသူတစ်စက်လေးမှအားမကြောက်ပေါ့အပြင်ထွက်မှုန်စားလို့ရှင်တော့ကောင်းမလေးဘက်ကရှင်းပေးနေရကြီးဘာမှအကူလို့မရဘာရည်ချင်းမှလည်းမရှိတဲ့လူရီစားတော်ပြီးစိတ်ဆင်းရဲခံစိတ်ပင်ပန်းခံနေကြရရဲ့ပေါ့အဲ့ဒါ personal life မှာနေမကပဲနဲ့အလုပ်ထဲထိထည့်လာတော့လုပ်ငန်းအောင်လည်းထိခိုက်လာတော့လုပ်ငန်းရှင်တွေလည်းဒါကိုကင်တွယ်ဖို့နီလန်းနဲ့စီကန်းတွေချမှတ်ဖို့လိုရဆိုတဲ့အကြောင်းလေးသူကပြောရရဲ့ပေါ့နော်ဒီမှာပြောတဲ့အကြောင်းအရာကိုကြည့်ပြီးတော့မှကျမအမြင်ကိုပြောရမယ်ဆိုလို့ရှိရင်လေအဲ့လိုဂျူတီချိန်မှာအလုပ်ချိန်မှာပေါ့နော်ကိုပိုင်ဖုန်းသုံးခွင့်ပေးတာမဖြစ်တဲ့အကြောင်းအရာလို့ထင်တယ်ပေါ့နော်အလုပ်ထဲမှာအရန်အားနေလို့တခုခုရှာခိုင်းချင်တယ်ဆိုလို့ရှင်တော့မှလေအဲ့လိုရုံးရဲ့ဖုန်းရုံးဖုန်းဆိုတာရှိကြလေနော်ဒါမှမဟုတ်ရင်လည်းရောကွန်ပျူတာသုံးပြီးရှာခိုင်းတာပို့အဆင်ပြေမယ်လို့ထင်တယ်။ကိုကလုပ်ငန်းအသေးလေးမို့လို့အခုမှစလုပ်တဲ့သူမို့လို့ဝန်ထမ်းလေးအနှဲငယ်နဲ့စတင်နေဆိုရင်တော့မှအဲ့လိုအနှဲငယ်ပဲရှိသေးတဲ့ဝန်ထမ်းကိုက control လုပ်နိုင်တဲ့အနေထားကနေစပြီးစီကန်းလေးချမှတ်တင်ပါရဲ့ပေါ့နော်။အဲ့ဟာမှာလုပ်ငန်းကြီးလာတဲ့မြဝန်ထမ်းရေအတွက်များလာတာနဲ့ပို့ပြီးစနစ်ကျတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်လေးဖြစ်လာနိုင်မှာပေါ့နော်ဥပမာကျမအတွေ့အကြုံလေးတခုကျမပြောပြချင်တယ်ကျမရဲ့အလုပ်စီးကန်းနေတယ်မှာပေါ့နော်ကိုဝိုင်ဖုန်းမသုံးရဘူးဆိုတော့စီကန်းချက်မရှိဘူးပေါ့အဲ့တော့ကျမတို့ကဂျူတီချိန်မှာလည်းအားနေလို့ရှင်ဖုန်းသုံးကြတယ်တခါတလေကျမတို့ရဲ့အဲ့ဒီ founder ကိုယ်တိုင်ကလည်း online ကနေတခုခုရှာခိုင်းတာမျိုး AI နဲ့အဲ့လို content ရေးခိုင်းတာမျိုးလေးရှိရပေါ့နော်အဲ့တော့ကိုဝိုင်ဖုန်းသုံးတာကတရားဝင်လို့ဖြစ်သွားပေါ့ကိုဖုန်းနဲ့ကိုပဲသုံးပြီးတော့မှကိုဖုန်းနဲ့ကိုရှာပြီးတော့မှပြီးရင်ဒီလိုလေးတွေရှိတယ်ဆိုတာပြန်ပြီးပြောပြတဲ့အခါကျတော့ကိုဝိုင်ဖုန်းသုံးတာကြီးကဒါကစီကန်းနေမှာပါမနေဘူးပေါ့နော်ကိုပိုင်ဖုန်းမသုံးရဘူးဆိုရောစီကန်းထဲမှာမရှိဘူးပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့TikTok ကပြောတဲ့ TikTok video တွေကစိုက်ပိုင်ရှင်အမပြောသလိုပဲပေါ့အမကောင်မလေးတယောက်ကပေါ့နော်သူကောင်လေးနဲ့ view call တွေပြောရဲပေါ့မကြခဏလည်းပြောရတော့ပြောပါဒါလည်းတွေ့နေရပေါ့နော်ဒါပေမဲ့အဲ့လောက်ထိတော့စိတ်ထဲမထားဘူးပေါ့အလုပ်ကိုမထိခိုင်ပြီးတာပဲဆိုပြီးတော့ကိုရီလည်းပြောတယ်ဖုန်းပြောတာရှိတယ်အဲ့လို view call ပြောတာရှိရပေါ့နော်ဒါပေမဲ့ view call ပြောရဲဆိုတာလည်းနည်းတော့ရှားပါရဲ့sometime တခါတည်းတစ်လလုံးမှာတစ်ခေါက်တောင်မပြောဖြစ်ပါဘူးဒီလား4-5လလောက်နေမှတစ်ခေါက်ပေါ့အဲ့ဒါတော့မှအိမ်နဲ့ပြောတယ်ပေါ့နော်အဲ့လိုလေးရှိရပြီးတော့ညနေပိုင်းကျမတို့ဒီ OT ရှိတဲ့ချိန်လေးတွေမှာဆိုရင်အဲ့လို client ကအထဲထဲမှာဝင်နေကိုအပြင်မှာတယောက်တည်းရှိနေဆိုလို့ရှင်တော့ဟိုလိုအကျိန်မဟုတ်ဘူးပေါ့နော်တူလေးပေါ့ဒီမှာအလုပ်ထဲမှာပဲရှိတဲ့ဘာညာတာရကာလေးပေါ့အဲ့ဒီလိုလေးပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကောင်မလေးကကျွန်တော်နေလေပိုင်းကြီးကျမတို့နေလေစားတဲ့အချိန်လောက်12နာရီ1နာရီကြာပေါ့နော်အဲ့မှာလို့ view call ပြောတော့ခန့်ချပြီးတော့မှအပြင်မှာတော့ပြောရပေါ့ဖုန်းပြော view call ပြောပြီးချပြီးတော့အပြင်မှာတော့ပြောအထဲမှာကဆရာရှိနေလို့ပေါ့နော်အထဲမှာကျတော့ founder ရှိနေလို့ဆိုအပြင်မှာတော့ပြောပြီးတော့မှအဲ့လိုတကားဖြစ်ချင်တော့အပြင်မှာပြောပေမဲ့အထဲထဲမှာအကုန်ကြားနေရတကားမလုံဘူးပေါ့နော်နည်းနည်းလေးဟာနေတော့အကုန်ကြားနေရအဲ့တော့founder ကိုယ်တိုင်ကတော့ပြောပေါ့နော်ဟဲ့အထဲကနေအကုန်ကြားနေရတယ်ပေါ့နော်ပြောလိုက်အောင်ဆိုသူကစကားများနေတာဆိုတော့လေကိုကအများကြီးတော့ကြားဖြတ်ပြီးတော့မှတော့ပြောတော့လည်းမကောင်းဘူးလေနော်အဲ့တော့ခန့်နေကျတော့အဲ့လိုပြောနေတော့မရှိတဲ့ငိုပါလေရောပေါ့နော်အပြင်မှာပေါ့အဲ့လိုသူရဲ့အဲ့လို boyfriend relationship ကိစ္စတွေပေါ့ဖြစ်ပြီးငိုရောပေါ့နော်ငိုတဲ့ခါကျတော့
မြင်မကောင်းကြားမကောင်းဖြစ်တာပေါ့လေနော်ပြီးတော့ထဲကိုပြန်လာပြီးခါနေကျတော့ကျမနေလဲစားတော့ဝဲတယ်ပေါ့တော့ဝဲပြီးတော့မှအထဲကိုပြန်လာတယ်ပြန်လာတဲ့ခါမှာလေတခါအခန်းထဲမှာဘယ်လိုပြောရမလဲအလုတ်ထဲမှာပေါ့နော်အဲ့ဒါတွေလာတဲ့နေရာမှာပဲတခါထိုင်ပြီးတော့ငိုနေပြန်ရောကွယ်သီလားအဲ့လိုကျတော့တကယ်လို့ပေါ့နော်အဲ့လိုသူဖြစ်နေတဲ့ချိန်မှာပေါ့customer လာရောက်လာခဲ့ဘလို့ထင်မလဲဘလို့မြင်မလဲပေါ့နော်ဝန်ထမ်းအကြောင်းဆိုပေမဲ့ကိုယ့်ရဲ့လုပ်ငန်းနာမည်နဲ့တွဲပြီးဒီဝန်ထမ်းကိုတည်ကြရလေနော်အဲ့တော့ကိုယ့်လုပ်ငန်းရဲ့ image ထိခိုက်တာပေါ့ဆိုင်ကဝန်ထမ်းတွေကလေဆိုင်ကပေါ့ဆိုပြီးပြောကြမှာဘာလို့လဲဆိုတော့ဝန်ထမ်းရဲ့နာမည်ကိုသူတို့မသိဘူးလေကိုယ့်ရဲ့ပိုင်ဆိုင်နာမည်ပဲသူတို့သိမှာလေနော်အဲကြောင့်ဝန်ထမ်းတယောက်ကြောင့်ကိုယ့်ရဲ့လုပ်ငန်းအောင်လည်းအများကြီးထိခိုက်နိုင်ပါတယ်လုပ်ငန်းရှင်တွေကလည်းဝန်ထမ်းစခတ်မယ်ဆိုကြတဲ့ကိုယ့်လုပ်ငန်းရဲ့စီကံချက်တွေဖြစ်တဲ့စောင့်ရရှောင်ရနေတခြားနားလဲအောင်ပြောပြပြီးအဲ့လို probation ကာလမှာ training တွေတခြားပေးကိုခန့်မဲ့ဝန်ထမ်းရဲ့အရေးချင်းတဲ့ personality ကိုလည်းတခြားတိဖို့လိုအပ်ပါတယ်ပြီးတော့ဝန်ထမ်းဘက်ကလည်းကိုကြောင့်သူတို့ဘာရဲ့ဂုံတိတ်ခါထိခိုက်စေတာမျိုးသူများလုပ်ငန်းနာမည်ပျက်စေတာမျိုးမဖြစ်ဖို့အထူးသတိထားတတ်ဖို့လိုရပေါ့နော်ကိုရိုင်းကငါဒီလုံးငန်းပိုင်ရှင်ဆိုရင်ဆိုတဲ့ mindset မျိုးလည်းရှိဖို့လိုအပ်ပါတယ်။နှုတ်နှစ်ဖက်ကကိုင်းကျုံမိကြုံကိုင်းမိဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုချင်းစာစိတ်တွေကိုစီထားရှိဖို့ကတော့လိုအပ်ပေါ့နော်။အဲ့လိုလေးကိုချင်းစာစိတ်လေးကိုစီထားရှိကြမယ်ဆိုရင်လည်းပိုကောင်းတဲ့လုပ်ငန်းဝင်ပတ်ဝန်းကျင်ကိုရနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ပေါ့။အားလုံးပဲအဆင်ပြေကြပါစေ။ကျမရဲ့ video လေးကိုဆုံးဖြတ်ကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ်။ဒီ video လေးကိုကြည့်ပြီးတွေးစရာလေးရတာမယ်လို့လည်းထင်ပါတယ်။ရခဲ့ရင်လည်း comment လေးမှာရေးပေးခဲ့ပါအောင်လို့နောက်ထပ်လည်းအကျိုးရှိမဲ့ video လေးတွေကိုစူးစမ်းပြီးတင်ဆက်ပေးတော့မှာမို့လို့ကျမရဲ့ရင်သက် YouTube channel လေးကိုလည်းsubscribe လုပ်ပြီးအားပေးတော့ပါအောင်လို့ request လေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ဒီနေ့ skin လေးခဲ့ပြီးတော့ပါပြီလို့အားလုံးပဲတာယာပဲရွှေမီစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ။